နောင်ချိုကိုအဲ့ဒီနောင်ချိုအနီးနားတစ်ဝိုက်ကအဲ့ဒီဥစ္စာကိုတက်မတော်ကစစ်ကြောင်းတက်မတော်စစ်ကြောင်းကနေမြေရှင်းလေးလုပ်နေပြီနောင်ချိုနဲ့လက်တကန်းလိုမှရောက်နေပြီဒီဘက်မှာလည်းလေချင်းကွေးတို့ဘာတို့ဒီဟိုလမ်းစုံရွှေချောင်းမင်းအဲ့လမ်းကွဲတို့မှာအဲ့မှာ RC ထဲမှာနော်နေတဲ့ဥစ္စာတွေ LOC လမ်းကိုစိုးမိုးဖို့အတွက်ကိုနောင်ချိုကိုတက်မတော်ကပြန်လဲသိမ်းလိုက်ဖို့အတွက်ကိုတက်မတော်သားတွေကအားနဲ့အင်းနဲ့ခွန်နဲ့အားနဲ့နော်မြေပြင်ထိုးစစ်ကိုဝင်ထိုးစစ်ကိုဆင်နေပြီအခုဒီကောင်နေမိုးကုတ်ကိုသွားပြေးတော့မယ်ပြေးနေပြီမိုးကုတ်ကိုသွားပြဿနာရှာမယ်အဲ့ဒါတက်မတော်ကမိုးကုတ်ကိုလည်းတွေ့မှာနော်မိုးကုတ်မှာရှိတဲ့အနီးအစိမ်းအဖြူအပြာဟိုကကျွန်တော်ဘယ်သူမှမခွဲကြဘူးတတိတော်ကြီးထားနေပြီးလို့ရှိရင်တက်မတော်ကဘုံကျဲပါတယ်တို့ပြည်သူတွေအပြစ်မဲ့ပြည်သူတွေကိုတတ်ပါတယ်လို့မလုပ်နဲ့အခုလက်ပံလာရွာနော်ကျွန်တော်ဟိုတလောကအောင်သမာတိရွှေဆိုင်ပိုင်ရှင်နဲ့ပတ်သက်တဲ့ရွှေမျိုးတချို့တွေနော်အဲ့မှာကျွန်တော်ကအကြောင်းအရာကိုနော်ကျွန်တော်မြန်မာနိုင်ငံမှာကျွန်တော်ဒီလိုစပီကာတယောက်အနေနဲ့တက်ပြောတဲ့အချိန်မှာကျွန်တော်စီမှာသတင်းမှန်နေ100မှာသတင်းအမှန်80လောက်ရရင်ကိုတိုင်းပြည်နဲ့လူမျိုးအတွက်အများကြီးအကျိုးပြုတယ်နော်အဲ့ဒါခင်ဗျားတို့ကျွန်တော်ကောင်းပြောတာအဲ့တော့လက်ပံလာရွာကိုတွေ့ထလိုက်တယ်နော်လက်ပံလာရွာတွေ့တော့အခုကျတော့မျက်ရည်ချူတယ်တွေ့ရမှာပဲအဲ့လက်ပံလာရွာဆိုတာကျွန်တော်တို့အရင်ကကြီးတော့ပေါက်တို့နော်စင်ကူးတို့ကျွန်တော်တို့သွားနေကြလမ်းအဲ့လက်ပံလာရွာကိုမန္တလေးဘက်ကနေသွားညာဘက်ချမ်းမှာဘီယာတန်ရှိတဲ့ရေမြောင်းမေးမှာကျွန်တော်အမြဲတမ်းထိုင်တောင်းနေကြအဲ့ရောက်ရင်အရန်ตายရတဲ့ရွာကလေးရွာတော်မဟုတ်ဘူးမြို့လိုပုံစံမျိုးလေးနော်အဲ့ဒီလက်ပံလာရွာအခုပြတ်ထွက်သွားပြီနော်ပြတ်ထွက်သွားပြီအဲ့လက်ပံလာရွာပြတ်ထွက်သွားတဲ့အောက်မှာမန့်နေသွားကြည့်လိုက်နော် PDF တွေပြောတော့ခင်ဗျားတို့ဒီ TNN တွေပြောတော့ခင်ဗျားတို့ဟမ်လွတ်မြောက်နေပြီဆိုဘယ်မှာလဲလွတ်မြောက်နေပြီဘယ်လွတ်မြောက်နေပြီလဲအဲ့ဒါအဲ့လက်ပံလာလွတ်မြောက်နေပြီလားဟမ်အဲ့ဒါရွာအဲ့ဒါလွတ်မြောက်နေပြီမဟုတ်ဘူးပြည်သူလူထုတွေသူ့ဘာသူ PDF အားပေးမယ်တက်မတော်ထောက်ခံမယ်နော်သူ့ဘာသူရိုးရိုးသားသားအေးချမ်းချမ်းနဲ့ဂျားနေတဲ့ပြည်သူတွေလည်းရှိတယ်အဲ့ဒီနေရာမှာတပုံတွေ PDF တွေကဝင်ပြီးတော့မှနော်ဒီရွာကိုဖျက်ဆီးဖို့ကြံတာဒီမရယာကိုတိုက်မယ်ဆိုပြီးတော့အဲ့ဒါကိုအခုကျတော့မျက်ရည်ချူတယ်လက်ပံလာဘာဖြစ်တယ်ညာပဲလက်ပံလာကိုလှုပ်ထက်လိုက်တာဘယ်လောက်ထိမှကြည်တန်းအပေါ်ကနေကျဲတာနဲအဲ့ဒါမဟုတ်ဘူးရွာကြီးပြတ်သွားတာနော်အဲ့တော့ခင်ဗျားတို့ကအခုလာရှိုးตายရနေတယ်ဟုတ်လားဒီနေ့မနေ့16ရက်နေ့မနေ့9နာရီရနေပြီးတော့မှ MND ကိုကန်ဆန္ဒပြခိုင်းတယ်ဦးမင်းအွန်လိုင်းအုပ်ချုပ်တာကိုမကြိုက်ပါဘူးဆိုပြီးတော့ပြည်သူလူထုတွေကိုဆန္ဒပြခိုင်းနေတယ်အခုဟုတ်ပြီလား16ရက်19ရက်18ရက်3ရက်ကျွန်တော်ဒါ TikTok မှာလည်းဒီသတင်းကိုတွားပြီးဒီကနေဟိုကြာပြီးသွားလို့ရှိရင် TikTok မှာလည်းကျွန်တော်တွားပြောမယ်နော်အဲ့တော့ကြတော့ TikTok မှာကျွန်တော်10မိနစ်ပဲရတယ်နော်လာရှိုးမှာ16ရက်ကျွန်တော်ဒါကြောင့်မလို့ကျွန်တော်လာရှိုးဘက်ကိုရောက်တယ်သွားတယ်လို့ပြောတာခင်ဗျားတို့ကျွန်တော်အကြောင်းပဲမဟုတ်ဘူးနော်လာချိုးမှာ16ရက်နေ့19ရက်နေ့18ရက်နေ့3ရက်ကို MND ကိုကန်ဦးဒီတက်မြမတက်မတော်လာချိုးပြန်လဲထိန်းချုပ်ပြန်လဲလာအုပ်ချုပ်လို့ရှိရင်ပြည်သူလူထုကမကြေနဲ့ပါဘူးမကြိုက်ပါဘူးဆိုပြီးတော့ပြောတယ်တကယ်လို့တက်မတော်ကပြန်လဲပြီးတော့မှဒီ6လပိုင်းပေါ့နော်ဒါကတော့တကြံပြီးတော့တစ်ချက်ပေါ့နော်ဒါစောင်းကြည့်တကြံတဲ့ရောက်ချင်မှလည်းရောက်မယ်ဗျမရောက်ချင်လည်းမရောက်ဒါစေရပရိရဆိုတော့ကျွန်တော်နားမလဲဘူးကျွန်တော်လည်းမသိဘူးနော်အဲဒီကျွန်တော်ဒါမှမမြန်မာနိုင်ငံအလံကိုကျွန်တော်ခြုံပြီးကနေတာအဲ့တော့စေရပရိရကျွန်တော်မသိဘူးဘယ်နေ့လာချိုးဘယ်လိုတွေဘာဖြစ်မလဲတော့ကျွန်တော်လည်းမသိဘူးနော်ခင်ဗျားတို့ကခင်ဗျားလာချိုးမှနေတာမနေတာကျွန်တော်အလုပ်မဟုတ်ဘူးနော်ပြီးမှတော့ဟိုပြည်သူလူထုကျွန်တော်ပြောမယ်အကြမ်းဖက်လို့ကြေညာထားတာအခုထိမရုပ်သိမ်းသေးဘူးခင်ဗျားတို့အဲ့ခေါင်းထဲမှာအဲ့ဒါထည့်ထားနော်နိုင်ငံကဒီ MNDA ဒီလာချိုးဖြစ်စဉ်ကိစ္စတွေ TNN တွေနော် KIA တွေကိုအကြမ်းဖက်လက်နက်ကင်တောင်းကျမ်းသူ AA တွေကိုတပုံတွေကိုနိုင်ငံပိုင်သတင်းမီဒီယာကနေတရားဝင်ကြေညာထားပြီးတော့မှနိုင်ငံပိုင်သတင်းမီဒီယာကနေတရားဝင်ပြန်ပြီးတော့ရုပ်သိမ်းတာမရှိသေးဘူးနော်အဲ့ဒါတပုံနေတဲ့နေရာပဲခင်ဗျားနေချင်းနေမနေချင်းနေအဲ့ဒါကျွန်တော်လည်းမဆိုင်ဘူးမှန်တယ်စေးရှောင်လို့တောင်ကြီးတို့အေးတာတို့ဘာတို့မှလာချောင်းနေအိမ်ခန်းကဈေးကြီးတယ်ဘာညာဒါတွေကျွန်တော်တို့နားလေတယ်ဒါပေမဲ့တခုတော့ရှိတာပေါ့ဗျာတိုက်ပွဲတစ်ပွဲရဲ့အနေထားအာယုံမှာဒါကတိုက်ပွဲတော့စစ်ပွဲမဟုတ်ဘူးစစ်ပွဲဆိုတာခင်ဗျားတို့အခုနိုင်နေတာကကျွန်တော်အမြဲတမ်းပြောတယ်တိုက်ပွဲစစ်ပွဲမဟုတ်ဘူးစစ်ပွဲဆိုလို့ရှိရင်နိုင်ငံပိုင်တက်မလို့ဘဲတပုံမှမနိုင်ဘူးနော်အဲ့ခုမြောင်းနိုင်နေတာတိုက်ပွဲလေးတစ်ခုပဲရှိသေးတာနေရာလေးတစ်ခုပဲအဲ့တော့အခုလာချိုးမှာရှိနေတဲ့လူတွေဟုတ်လားမဟုတ်လားသွားမေးကြည့်ဇော်ဘုံကြီးမဟုတ်တာပြောတာလားဟုတ်တာပဲသွားမေး16ရက်နေ့မနေ့9နာရီကနေပြီးတော့ဆန္ဒပြတယ်19 18 3ရက်ပြမယ်နော်
သူတို့ကတော့ပြောတယ်ဦးမင်းအောင်နိုင်လာအုပ်ချုပ်လို့ရှိရင်မကန်နဲ့သူတို့တနက်နဲ့ပေးပြီးတော့တိုက်ခိုင်းပါတဲ့ပြည်သူလူထုတွေကိုနော်ပြည်သူလူထုတွေကိုတနက်ပေးပြီးတော့တိုက်ခိုင်းပါတဲ့စစ်သားတွေဝင်လာရင်လည်းအေးလို့ပေါ့ဘာဖြစ်တော့တိုက်ပေါ့ဟုတ်တယ်မလားအသက်တွေဘယ်သူမှအပေါ်မပါတာနော်အဲ့ဒါလားရှိုးမှာအခုဖြစ်နေတဲ့လက်ရှိလားရှိုးမှာနေတဲ့လူအားလုံးသိတယ်နော်ဟိုတလောတော့ကြားပြန်ဟိုတလောကမဟုတ်ကြားပြန်က15ရက်နေ့ရလားမသိဘူးနော်အယောက်160ဖမ်းထားတာနော်ကြားပြန်အဲ့မှာတိုင်ရမ်းဘက်မှာလည်းရှိတယ်160ဖမ်းထားတယ်နော်စီရေးအခြေအနေနိုင်ငံရေးအခြေအနေနဲ့ဒီမြေပြင်မှာရှိနေတဲ့မြေပြင်အခြေအနေတွေအားလုံးကိုပေါင်းစပ်ရမယ်ဆိုလို့ရှိရင်ဒီအေးချမ်းချမ်းနဲ့ခဏတို့အခုနေတယ်လို့မျိုးပြီးသွားမှာတော့မဟုတ်ဘူးเนาะအဲ့တော့လာချိုးသတိထားပါမိုးကုတ်သတိထားပါเนาะအခု TNN နေဂျမ်ဘက်လက်နက်ကင်တောင်းချမ်းသူတပုံကမိုးကုတ်ဘက်ကိုပြေးပြီးเนาะနောင်ချိုးကိုလုံးဝကိုပေးရတော့မှာဖြစ်တယ်เนาะနောင်ချိုးတက်မတော်အလုံးအရင်းနဲ့เนาะမကြမီအချိန်တွင်းမှာပြန်လေသိမ့်ပတ်ရရှိတော့မှာဖြစ်တယ်နောက်တော့ TNN နေဂျမ်ဘက်လက်နက်ကင်တောင်းချမ်းသူတွေเนาะအကုန်လုံးကကစီကလေးအဖြစ်သွားပြီနော်အဲ့တော့ဘာလို့မလဲပြည်သူလူထုနဲ့ဒီတက်မတော်နဲ့အခုမီဒီယာဆိုင်ဝါလည်းလုံးလို့မရတော့ဘူးသွားပြီခမောက်ကြာချုံးသွားပြီခမောက် RFA တို့ BOA တို့လစ်ပြီနော်ကြောင်းမတက်နဲ့ကြောင်းထွက်တို့ရုံးမတက်နဲ့ရုံးအခုလစ်ပြီနော်ပိတ်လိုက်ပြီအမှသွားဒိုးတော့နော်အဲ့တော့မြန်မာနိုင်ငံတစ်နိုင်ငံလုံးကိုနော်မကောင်းတဲ့သတင်းတွေတက်မတော်ရဲ့မကောင်းသတင်းတွေနော်မဟုတ်ကောက်ကသတင်းတွေကိုအစိတ်ဖြန့်ခဲ့တဲ့နော်အစိတ်နဲ့နားတဲ့ကိုအစိတ်ခတ်တတ်ခဲ့တဲ့သတင်းဌာနတွေအခုကဘယ်လိုနေကြသေးလို့ဟမ်အဲ့တော့ခင်ဗျားတို့ကိုကျွန်တော်တို့ပြောချင်တာကခင်ဗျားတို့အနေနဲ့ PDF ကိုချစ်လို့ရတယ်တခုတော့ရှိတယ် PDF တွေအကြမ်းဖက်လက်နက်ကင်တောင်းချမ်းသူနော်ဒီ TNN တွေ AA တွေနော်ဒီ KIA တွေနဲ့ဆက်နွယ်နေတယ်ဆိုရင်တော့အဲ့ဒါကတော့တက်မတော်ကလောက်ခါကြမှာတက်မတော်အလုံးမဟုတ်ဘူးเนาะအခုမိုးပြဲမှာလည်းတိုက်ပွဲတွေအပြင်းထန်ဖြစ်နေတာเนาะမိုးပြဲမှာအခုရခိုင်နေလေသတင်းကတော့ဒါဒီသတင်းတွေတော့ဟိုတိကြကြဟိုပြောရမှာဖြစ်တဲ့အတွက်10မိနစ်လောက်ဒီ TikTok မှာကျွန်တော်ပြောပေးမယ်ဒီကနေ line ပေါ်ကနေဆင်းသွားလို့ရှိရင်ကျွန်တော်ပြောပေးမယ်เนาะအဲ့တော့အမအေးတွေလည်းအသေးတွေမိရလို့ပြောတယ်เนาะနောက်တစ်ခုကကျွန်တော်ကိုပြောတယ်ဟိုကညောင်ကျိုးလားညောင်ကျိုးကမကြဘူးเนาะညောင်ကျိုးမှာအဲ့ဥစ္စာလဲဒီ10မိနစ်အတွင်းမှာပဲထည့်ပြောပေးမှာဒီမှာတော့ပြောလို့မရဘူးဒီမှာကျတော့ဟိုကျွန်တော်လက်ရှိမြေပြင်မှာဖြစ်တာကိုခြုံငုံသုံးသပ်ပြီးတော့မှအရာအလုံးဖြန့်ဝေပေးတာဖြစ်တယ်เนาะအဲ့တော့10မိနစ်လောက်ဥစ္စာမှာပဲတွားပြီးတော့မှပြန်ကြည့်เนาะညောင်ကျိုးလည်းမကြဘူးညောင်ကျိုးမှာလည်းတိုက်တော့တိုက်နေတယ်ကြာသွားတဲ့နေရာလေးကတော့ကာကင်းကုန်းလေးပေါ့เนาะကာကင်းကုန်းလေးဒါပေမဲ့ရန်သူအလောင်းကိုမနေဘူးပေါ့เนาะဒီတက်မတော်ဘက်ကနေရရှိထားတာဖြစ်တယ်ပေါ့เนาะအဲ့တော့ကျတော့ကျွန်တော်တို့ဗမာလူမျိုးအဓိကပေါ့နော်မြန်မာနိုင်ငံတိုင်းရင်းသားတွေအားလုံးထဲမှာဗမာလူမျိုးကအင်အားများတာဟုတ်နော်အင်အားများတော့ခင်ဗျားတို့အညာဘက်ကအညာသူအညာသားတွေကျွန်တော်တို့သိတင်ပြီနော်ခင်ဗျားတို့တွေအားလုံးဆုံးရှုံးသွားပြီခင်ဗျားတို့နောက်10စုနှစ်တောင်ခင်ဗျားတို့လူမွေးသူမွေးမပြောင်းတော့ဘူးအဲ့ဒါဘာဖြစ်လို့လဲသိလားခင်ဗျားတို့မစင်းစားခဲ့လို့မတွေးခေါ်ခဲ့လို့ခင်ဗျားတို့အသိဉာဏ်ပညာတွေနော်ကြီးမားမှုမရှိခဲ့လို့နော်အခုခင်ဗျားတို့ကျုပ်တို့စိတ်ကောင်းနေထင်လားအခုလက်ပံလာရွာအဲ့လိုဖြစ်သွားကျုပ်တို့စိတ်ကောင်းနေထင်လားကျုပ်မြန်မာနိုင်ငံသားတယောက်အနေနဲ့ကျုပ်ရှင်ထဲမှာဘလို့ခံစားရလဲဆိုတော့ခင်ဗျားတို့မမြင်ဘူးနော်အဲ့ဒီကျုပ်တို့ပြောတာကနိုင်ငံနဲ့လူမျိုးနဲ့ရှင်ပြောရတဲ့အချိန်ကျရင်အဲ့လက်ပံလာရွာတေးသေးလေးပဲဒါပေမဲ့အဲ့ဒီလက်ပံလာရွာတေးသေးလေးထဲမှာဘယ်လူမျိုးတွေနေထိုင်နေအများဆုံးကျုပ်တို့အညာသားဗမာတိုင်းရင်းသားတွေနေထိုင်နေကျုပ်တို့အညာသားဗမာတိုင်းသူတိုင်းရင်းသားတွေညီကိုမောင်နှမတွေနေထိုင်နေအဲ့ဒီလိုလက်ပံလာလို့ရွာစင်ကူးလို့ရွာတပိတ်ချင်းလို့ရွာကြည်တောက်ပေါက်လို့ရွာမှာ TNN နေကျမ်းပဲလက်နက်ကင်တောင်းချမ်းသူတပုံနေ KIA တွေကလာရောက်စုမှုပြီးချဲလေခြင်းတိုင်းချဲလေပြီးတော့မှခမားတို့ချသွားတာနော်ခမားတို့အဲ့လောက်တောင်နားမလဲဘူးလားအဲ့လောက်တောင်တုံးရလားခမားတို့ဗမာတွေဒါလေညီညွတ်အဲ့ဒီ TNN တွေလည်းမဝင်ရဘူးမကတ်ရဘူး KIA လည်းမလာရဘူးအဲ့နေရအောင်ခမားတို့ကကိုယ့်ရဲ့တယံဇာတာထွက်နေတဲ့ကိုယ့်ရဲ့ရွာလေးတွေနေရာလေးတွေမှာခင်ဗျားတို့အဲ့လက်ပံလာတို့ဘာလို့ကြုံရောက်ဘူးတဲ့ကြည့်တော့အဲ့ရလူတွေဘယ်သူမှမစင်းရဲ့အခြေခံလူတန်းသားဆိုတာနဲတယ်နော်ဘာပဲပြောသွားလာလောက်ကန်စားတော့ရင်ရွှေလေးတွေဟိုနားလေးသွားလို့ဒီနားလေးသွားလို့လုံနေပြီးတော့မှ
မိသားစုတွေစားဝတ်နေရေးတွေအစီအပြေနေပြီးတော့ရွာတွေကသာသာယာလှလှပပဖွင့်ဖွင့်ပြပြနဲ့စိုးစိုးပြပြနေရတဲ့ရွာတွေကိုခင်ဗျားတို့နဲ့တိုင်းသားညီကောင်မောင်နှမဖြစ်ပေမဲ့နေရာဒေသမတူတဲ့လူတွေကလက်နက်ကင်ပြီးတော့လာရောက်ဖျက်ဆီးသွားတာအခုခင်ဗျားသွားကြည့်ပါလားနမ်ဆန်တို့မမ်တုံတို့နမ်ခန်တို့ခင်ဗျားတို့ဗမာတွေသွားကြည့်လေခင်ဗျားတို့ဗမာတွေလက်နက်ကင်ပြီးအဲ့ဒီရောက်သွားကြည့်ပါလားအသေးထွက်သွားမယ်နော်မင်းတို့ဗမာတွေအဲ့လောက်မှလည်းမင်းတို့အသေးထွက်သွားမယ်ကာနာနာမှာတိုက်သွားမယ်ကောင်မလေးဆိုရင်အဲ့မှာဘိုက်ကြီးအောင်ကုန်ဝိုင်းလိုးပလိုက်လိမ့်မယ်သိလားငါလိုးမှသားတွေပြောရင်နဲ့ဒေါ်လာထွက်လာတယ်ဒီလောက်ပြောနေတယ်နားမလဲတွန်းနေကြီးမင်းတို့အဲ့မှာမန်တုံတို့နမ်ဆန်တို့မင်းတို့ဗမာတွေမင်းတို့ဘလို့ခွဲကြမယ်ထင်တော့မင်းတို့အခုဗမာပြည်မင်းတို့တက်မတော်တော်လန်နေဆိုပြီးတိုင်းယူဖြက်စီးရတော့မင်းတို့ခရမ်းသီးနဲ့ပဲဒီဝက်စာသားပဲကျွေးတာလေဟမ်မင်းတို့အစင်တန်းခွဲကြပြီးကျွေးတာလေမင်းတို့ရှေ့ကနေတေခိုင်းတာလေမင်းတို့တေတာမှတောက်လေတောင်းခမ်းမှာဗာပြောတယ်သိလားကြီးကန်းကလေပလောင်ပီတီအသားစားကျင်တာတဲ့ကြီးကန်းနော်တေတာမှတောက်လေကြီးကန်းတခြားမစားတော့ဘူးမင်းတို့တေတယ်မင်းတို့အပုတ်တွေကြီးကန်းစားတာတဲ့လားတောင်းခမ်းအခုငါအခုဟိုဒီကလောလမ်းစုံမှာတွေ့လို့ဂုံပြူတော့ကရောဆိုပြီးဂုံပြူတော့ကအဲ့မှာပြောခဲ့တာနော်146လာဟိုတန်လင်းဘက်ကတက်တရအကိုကြီးတဲ့ကြီးကန်းနေရတဲ့အခုတဲ့ပလောင်ပီတီပလောင်နဲ့ပီတီရဲ့အသားကိုစားတာတဲ့တခြားအသားမစားဘူးတဲ့သေတာမှတောက်လေတဲ့ရက်ဆက်တယ်အခုဘာခံနိုင်လဲမင်းတို့စောက်ကြီးစောက်ကျဲဘာမန္တလေးသိမ်းမာတွေမရေယာတက်သိမ်းမာတွေပြင်းဦးနဲ့သိမ်းမာဗမာလဲအခုဟမ်တောင်းခမ်းမှာတော့မင်းတို့အဲ့မှာဒီမင်းတို့ TNN နေအကြမ်းဖက်လက်နက်ကင်ပလောင်နဲ့ PDF တင်ချိုင်းဖြစ်သွားပြီလူရောက်2000လောက်တက်လာလဲခဏလေးဝုန်းဆိုသေးတာလူရောက်1000လောက်တက်လာလဲဝုန်းဆိုသေးတာပထမတော့တက်တာပေါ့နောက်ကျတော့လူတွေသေးမရှိတော့ကြတော့ဟိုဓနု PDF တွေကိုနောက်လက်နက်900ပေးပြီးတော့မှလူရင်အား9000စုခိုင်းနေတဲ့စုခိုင်းပြီးတော့ကောင်မလေးတွေကိုဝါပြည်နယ်ကိုပို့တယ်တဲ့ဟမ်ဓနုမလေးတွေချောလေးတွေဓနုမလာလေးတွေဟမ်ပို့ရတဲ့ဟိုအသက်တော်မှာကန့်သက်ထားသေးတယ်15နှစ်နဲ့ဗာလဲ25နှစ်ကြာဆိုလားမသိဟမ်အဲ့ဒီကောင်မလေးတွေဝါပြည်ရောက်ပြီဝါပြည်ရောက်မှကောင်မလေးတွေကဝါပြည်မှာတော့ဘာဖြစ်ခံမှာဖြက်စည်းခံရမလားဘာတင်တန်းပေးပြီးတော့ဒီဘက်ကိုပြန်တိုက်ခိုင်းမလားမသိဘူးအဲ့တနက်ကိုပလောင်ကနေပြီးတော့ပလောင်လက်နက်ကန်ရကောင်နေရဒီဓနု900ပေးပြီးတော့လူရင်း9000စုခိုင်းတာတဲ့မင်းတို့နှမသားချင်းနဲ့ကိုချင်းမစားဘူးရောယောက်ျားလေးကြတော့အဲ့မှာနဲ့2ပတ်3ပတ်လောက်တဲ့စစ်တင်တန်းပေးပြီးဒီတောင်းခန့်ကိုတိုက်ခိုင်းနေတဲ့ကောင်မလေးတွေကြတော့3လတဲ့ကောင်မလေးတွေဆိုအဲ့ဒီနောင်ချိုမှာအခုအဲ့ဒါရည်စရာပြောအောင်မနောင်ချိုဟိုဈေးတိုင်းနေမှာတဲ့တခါတဲ့တားစီတခါတဲ့ဝယ်ထားပြီးသားတဲ့တားစီထိုးပြီးသားတဲ့ဟမ်တခါတဲ့ဘလောက်ရင်နာဖို့ကောင်းလဲတိုင်းပြည်တစ်ခုလုံးဒီတိုင်းရင်းသားလက်နက်ကင်တောင်းရန်သူဖြတ်စည်းလိုက်တာ135မျိုးနော်ရှိတဲ့တိုင်းရင်းသားတွေဘာမှမသိမတဲ့လူတွေအကုန်လုံးတခါတဲ့တားစီထိုးထားတာတဲ့အဲ့မှာစစ်ကျွန်တော်ရှိတယ်ကျွန်တော်ဖက်ပြအောင်မယ်အဲ့ဒီမှာဒီထဲမှာပို့ထားတာတွေနော်သူတို့တခါတဲ့တားစီထိုးပေးထားတဲ့တားစီကျွေးထားပြီးတော့မှအဲ့လိုကိုလှုပ်ထားတဲ့ဘလောက်တယောက်တန်းကြရုံမာတဲ့လက်နက်ကင်တောင်းချမ်းသူတပုံလဲလို့အဲ့ဒါအကောင်မလေးတွေဝါပြီးရောက်တယ်မဲ့ကောင်မလေးတွေကြတော့6လတင်တန်းတက်ရမှာဆိုပြီးတော့ပြောပြီးတော့ကောင်လေးတွေကြတော့အသေးခံခိုင်းတာနော်နောက်ဆုံးလူကစုလို့မရတော့ဘူးတရင်တယောက်နဲ့နောက်ဆုံးမှပြောင်းချိုးတဲ့အဖွားကြီးတွေအသက်50လောက်ပေါ့ဗျာ50 55ဆိုအဖွားကြီးဖြစ်ပြီပေါ့အဖိုးကြီးတွေပါခေါ်သွားတာလည်းမချမ်းဘူးတဲ့လူရှိရင်ပြီးရောတဲ့ဟမ်ဒီဘက်တစ်ဖက်မှာလည်းစစ်တပ်ကပေါ်တာဆွဲပြောနေရပဲဟိုဘက်မှာလည်းဟိုဘက်ကပေါ်တာဆွဲရင်ဟိုဘက်ကလူကမပြောရဲဘူးဒါမြန်မာနိုင်ငံပြည်တွင်းထဲမှာနေတဲ့လူအမှဒါလူဟိုပုံမလေးပြောလွတ်လပ်စွာပြောကြဆိုကြသေးတယ်ဒါကျွန်တော်တို့ဆိုတာပေါ်တာဆွဲတဲ့ကိစ္စဆိုတော်တော်ပြောတာလေနော်ထွေအုပ်တွေရောမဆာဘဘုံဘူးတွေရောဟုတ်လားရဲတွေရောပြောတာပဲလေဟုတ်လားပြောတာပဲဒါအမှန်တရားပဲအောက်မှာမယုံကျွန်တော်ဖမ်းကြည့်လိုက်ပေါ့အကုန်ထားကြွကုန်မှာအဲ့ဒါအမှန်တရားပဲအောက်မှာတကယ်ကိုလောက်တာတကယ်ဖမ်းတယ်ပတ်စံနဲ့ပြန်ရွေးတယ်လွတ်ပေးတယ်ရှင်းနေတာပဲဗျာပတ်စံရှိလူကုန်တိုင်းအတိုင်းဝိုင်းသားသမီးမှမပါတာဟုတ်တယ်မလားကြောမွဲအခြေခံလူဒန်းသားတွေနဲ့နော်တက်မတော်သားတွေနဲ့ပဲဒီနိုင်ငံဒီတိုင်းမျိုးကာကွယ်နေတာကျွန်တော်ကတော့ပေါ်တာဆွဲသွားတယ်ဆိုပေမဲ့ဘာပဲပြောဟိုကြောမွဲတဲ့အခြေခံလူဒန်းသားတွေတော့လမ်းမှာတွေ့နေတယ်တနာတယ်သူကသူနေကြီးနေစင်းကျင်စိကိုတက်နိုင်ရင်ကိုအခက်ခဲသူ့မှာအခက်ခဲရှိတယ်ဆိုရင်ကိုမှရှိလိုက်ကိုမှ1000ရှိ9000ပေးခဲ့လိုက်မယ်ဗျာကိုမြန်မာနိုင်ငံသားချင်းချင်းပဲဘာဖြစ်လဲ
သူနီတာမစိမ့်တာတော့ကျွန်တော်လည်းမသိဘူးလေဒါသူကိစ္စဒါပေမဲ့လောလောဆယ်ကိုတိုင်းပြည်ကိုနိုင်ငံမှာဖြစ်နေတဲ့နိုင်ငံရေးအရစီရေးအရအခြေအနေမှာတော့ကိုဗမာလူမျိုးကြောမွဲအခြေခံလူဒန်းစားတနာဖို့အကောင်းဆုံးလူမျိုးပဲသူတို့ခင်ဗျာပါနော်တကယ်တမ်းကျရင်ဥပဒေနဲ့ညီအောင်လုပ်လာဆိုဥပဒေနဲ့လည်းဘယ်သူမှညီအောင်မလုပ်ဘူးတာဝန်ယူမှုတာဝန်ခံမှုလည်းမရှိဘူးဥပဒေတွေထုတ်တယ်အောက်ကကောင်လှုပ်စားတယ်ဟမ်တာသမီချင်းနဲ့ကိုချင်းမစားဘူးညီကိုတမောင်နှမချင်းနဲ့ကိုချင်းမစားဘူးနော်ငါဒီအလုပ်ကိုလုပ်တင်တာမလုပ်တင်ဘူးလားနော်ငါ့ကိုတာဝန်ပေးထားတာဒီအလုပ်ငါဒီရွာမှာအုပ်ချုပ်ရေးမှုကြတယ်ဟုတ်လားငါသားသမီးငါညီသူတို့လိုခံရဘာမှမဲနိုင်စရာမလိုဘူးတတိရှိလို့တရင်တယောက်ဆိုအကုန်ဝင်ကွာဟုတ်လားဘ누구မှပေါ်တာလဲဆွဲစရာမလိုဘူးအခုကရွာတွေနယ်တွေမှာတနက်တွေနဲ့အိမ်မော်ရီတက်ဆွဲပြီးရွေးနိုင်တဲ့လူဆိုရွေးပေးလိုက်တယ်မရွေးနိုင်တဲ့လူဆိုထည့်ပလိုက်တယ်ဘယ်ကောင်းမလဲဗျာဒါကတော့နော်တက်မတော်ရဲ့ပုံရိပ်နဲ့တက်မတော်ရဲ့သိက္ခာကိုနော်လုံးကြအောင်လုပ်နေတာတွေဖျဲသီးဝန်ထမ်းတွေအများကြီးရှိတယ်နော်အများကြီးရှိတယ်ကျွန်တော်ပြောပြီးသားဝန်ထမ်းလုံးမှာဆိုရင်နိုင်ငံဝန်ထမ်းလုံးမှာဆိုရင်ကိုဆိုထားတဲ့သစ္စာတရားတွေကိုဆိုတာအဖွဲ့အစည်းပေါ်မှာထားရမယ်စီမင်းစည်းကမ်းတွေကိုလေးသားပါလိုက်နာပါအေးအဲ့လိုမှမဟုတ်တထေးပြည့်နေတယ်အပြင်မှာထွက်ပြီးတော့မှသရောင်းသားလို့သွားတောင်းနော်နိုင်ငံဝန်ထမ်းလုပ်ပြီးတော့နိုင်ငံအပေါ်မှာချိုးပေါက်ပြီးတော့မှစောက်ဆန်ရှာတာအဲ့ဒါအောက်တန်းသားဝန်ထမ်းလို့ခေါ်တယ်နော်ခင်ဗျားတို့အဲ့ဒါလူမောင်ကိုတက်တောင်စိုးသေးတယ်ခင်ဗျားတို့ကိုလူမျိုးချင်းလူကုန်ကူးတာကိုလူမျိုးချင်းကိုခင်ဗျားတို့ခေါ်တယ်ပတ်စံရှိရင်လွတ်ပေးတယ်ပတ်စံမရှိရင်ထဲ့တယ်အဲ့ဒါကိုလူမျိုးချင်းခင်ဗျားတို့လူကုန်ကူးတာနော်ခင်ဗျားတို့အောက်တန်းသားဝန်ထမ်းတွေတော်တော်များတယ်မြန်မာပြည်မှာကျွန်တော်ကလည်းတဲ့ပဲနော်အဲ့တော့ကျွန်တော်မြန်မာနိုင်ငံကတကယ်တမ်းကျရင်တော့ခေါင်းဆောင်ပဲဖြစ်ဖြစ်ဒီတိုင်းပြည်ကိုတည်ငြိမ်သွားအောင်ကာကွယ်နိုင်တဲ့အနေအထားမျိုးရောက်သွားရင်တော့ကျွန်တော်ကဒီတက်မတော်ကာကွယ်ဦးစီးချုပ်အပါအဝင်တက်မတော်သားတွေနော်တရေမှန်တဲ့တက်မတော်သားတွေတိုင်းပြည်ကိုချစ်တဲ့တိုင်းပြည်ကိုတကယ်ချစ်မြတ်နိုးတဲ့တက်မတော်သားတွေတိုင်းပြည်ကိုတကယ်ချစ်တဲ့ရဲတပ်ဖွဲ့ဝင်တွေတိုင်းပြည်ကိုတကယ်ချစ်တဲ့ပြည်သူစစ်ညီကိုလေးတွေတိုင်းပြည်ကိုတကယ်ချစ်တဲ့အခြေခံကြောမွဲခံလူဒန်းသားလေးတွေပြည်သူစစ်တွေရောက်သွားတဲ့ညီလေးတွေကိုလက်တင်အလေးပြုတယ်။နော်ကျွန်တော်တို့တိုင်းပြည်တကယ်လို့တည်ငြိမ်သွားရင်သူတို့ကကျွန်တော်တို့ဘဝတွေအတွက်အမြဲတမ်းဟောတာသူရဲကောင်းတွေပဲဖြစ်မှာ။ဘာလို့လဲဆိုကျွန်တော်တို့တိုင်းပြည်ကနိုင်ငံသားတွေကဟောတရုတ်ဘက်ကဟောနော်ဒီတိုင်းသားလက်နက်ကန်တောင်းချမ်းသူဒီတချို့တော့ပေါ့နော်ဟိုနိုင်ငံသားမှနေတဲ့နော်မြန်မာပြည်ဘွားအောက်တန်းသားလူမျိုးတွေရောအကုန်လုံးဝိုင်းပြီးတော့ထုံးနှံတိုက်ခိုက်တာအဲ့ဒီတိုက်ခိုက်တာကိုကြမ်းခိုင်ပြီးတော့မှကျွန်တော်တို့တိုင်းပြည်လေးမပြည့်စည်သွားအောင်မြန်မာနိုင်ငံမြေပုံလေးမပြောက်ပြဲသွားအောင်မပဲ့ထွက်သွားအောင်ကာကွယ်ခဲ့တဲ့တက်မတော်သားတွေရဲတပ်ဖွဲ့ဝင်တွေပြည်သူစစ်ညီလေးတွေဘူမတိဘာမတိနဲ့ပတ်စံမရှိလို့နော်ပြည်သူစစ်ဘဝကိုပေါ်တာအစွဲခံလိုက်ရတဲ့ညီလေးတွေကိုလက်တင်အလေးပြုတယ်နော်အဲ့တော့ကျွန်တော်တို့အခုတော့ကျွန်တော်ပြောချင်တာကစစ်ရဲ့သဘောတရားအရာကတော့ရန်သူကစစ်ဆက်တိုက်လို့မရတော့ဘူးစစ်မတိုက်နိုင်တော့ဘူးပြီးသွားပြီဒီလောက်ပဲအဲ့ဒီလိုပြီးသွားတဲ့အချိန်မှာလက်ရှိတော်ထဲမှာရောက်နေတဲ့ PDF တွေပဲဖြစ်ဖြစ်ရွာတွေမြို့ပေါ်တွေမှာရောက်နေတဲ့ PDF တွေပဲဖြစ်ဖြစ်မင်းတို့တည်သိပြီနော်မင်းတို့ရက်တန်းကနေရက်သိပြီမင်းတို့ရက်တာမရက်တာအဲ့ဒါမင်းတို့စောက်လို့နော်မင်းတို့ဟို line ပေါ်မှာလဲအားချောင်းနေတဲ့ PDF ကောင်တွေဟိုလေဘေးမှာအယုတ်တွေနဲ့လားဟိုကောင်ရီတဲ့ကောင်တကောင်အဲ့ကောင်တွေမသိဘူးလားအဲ့ကောင်တွေဘယ်ပွဲတိုက်တော့ဘယ်တိုက်ပွဲကိုဝင်တိုက်တော့ line ပေါ်ကနေခွက်ခေါက်အလူခံအလူခံပြီးတော့မှပြည်ဖြက်မင်းတို့ကတော့သေဒီကောင်တွေကခုတည်းမသိဘူးမင်းဒီကောင်တွေကဘယ်တော့မှမသိဘူးအဲ့ဒီတောက်ကြားအင်ကြီးဝင်လိုက်ဟို NLD ဒီငါတို့မြန်မာနိုင်ငံအလံနော် NLD ဟိုအလံကြီးအနီကြီးနဲ့အကျယ်ပြူကြီးလားအဲ့ဒီအလံကြီးနေတဲ့လှုပ်ပြီးတော့မှဟမ်ဟာရီနေတဲ့ကောင်အဲ့ကောင်တွေဘယ်ပွဲအဲ့ကောင်တွေသေမသေးဘူးနော်မင်းတို့ဒီတော်လန်ရေးတာပြီးသွားမယ်အဲ့ကောင်တွေမသေးဘူးမင်းတို့တော်လန်ရေးအကြရှုံးနေပြီမင်းတို့အမှမျိုးရအောင်သိဘာပြောလဲမလုပ်တော့ဘူးတဲ့ဘယ်လိုမလဲသူသမီးဘွဲရသွားပြီလေချမ်းသာသွားပြီလေအိုင်းရီတို့သွားမေးကြည့်လေမင်းတို့ကမင်းမောက်ကုန်းတို့မှချစ်သူဟေတို့မေးလေမလုပ်တော့ဘူးလေသေတာမင်းတို့ပဲမြန်မာပြည်ထဲမှာသေတာ
မင်းတို့အဝေးကနေမြောက်ပေးရတော့မယ်2025လာပြန်ပြီဟမ်ပြောတော့ကြတော့တပည့်အတွင်းဆေးအာနာရှင်ကြာဆုံးမယ်လို့3လအတွင်းဆေးအာနာတက်မတော်နိုင်မယ်လို့ဟာလွယ်လားစိတ်ကူးမရင်နဲ့ဟမ်မင်းတို့အကုန်မြောက်ပေးတာအခုအဲ့တော့မင်းတို့မြို့ပေါ်မှာရန်ကုန်မှာလည်းရှိမှာပဲမန္တလေးမှာလည်းရှိမှာပဲတခြားသောမြို့တွေမှာလည်းရှိမှာပဲမင်းတို့ UG တွေ PDF တွေမင်းတို့ကအဖြတ်သမားတွေပဲနော်မင်းတို့အဖြတ်သမားတွေမင်းတို့လောက်ရက်ကိုမင်းတို့ပြန်မေးကြည့်ပေါ့ကိုဇော်ဘုံရင်ကပြောနေတာကောင်းစေခြင်းလို့ပြောရလားဒါမှမဟုတ်ငါတို့တက်တက်မဲ့ကိုဇော်ဘုံရင်ကဗလိန်လာလားဖောင်းတူလာလားကိုဇော်ဘုံရင်ကတိုင်းပြည်နဲ့လူမျိုးကိုချစ်တာလားနော်မင်းတို့ငါတို့ဗာမုန်းစရာလို့လေမင်းတို့နဲ့ငါတို့နဲ့မြင်မှမမြင်ဘူးလားတွေ့မှမတွေ့ဘူးလားသိမှမသိတာမင်းတို့ဦးဆောင်တဲ့ NUG ဆိုရအခုဗမာလေရီမွန်ဗမာလေလို့ရောငါရီမွန်ကွာငါကဏီမာငါဘလို့နေရမင်းနေရလားငါလက်ပံလာမှာနေတယ်ကွာငါတပိတ်ချင်းမှာနေငါမိုးကုတ်မှာနေရလို့ပြောရဲလားခိုးကြောင်ခိုးရဲ့အစိုးရခိုးကြောင်ခိုးရဲ့လောက်ရကဘလို့အောင်မြင်မှာတော့အဲ့တော့မင်းတို့ PDF တွေတောင်းမင်းတို့ UG တွေဆိုလဲအသာလေးငုတ်နေလိုက်တော့မင်းတို့လက်လိုက်တော့ဟာလာကိုယ့်အကိုလူဘွားကိုအကောင်းဆုံးပြန်လဲရှင်းတန်ဖို့ပဲမင်းတို့ကြိုးစားတော့မင်းတို့ဖြက်စီးမင်းတို့လှုပ်လိုက်တာကမင်းတို့ကနိုင်ငံဒီတက်မတော်ကိုတော်လန်တာလည်းမဟုတ်ဦးမင်းအောင်လိုင်ကိုတော်လန်နေရလည်းမဟုတ်ဦးမင်းအောင်ကိုတော်လန်နေရဆိုဦးမင်းအောင်လိုင်သေးတာကြာလာပြီဦးမင်းအောင်လိုင်တော့သွားတာနေရာတကာသွားတာမင်းတို့ဘာမှလုပ်လို့မရဘူးနော်မင်းတို့အမေစုကိုချစ်ပါတယ်ဆိုပြီးတော့လဲမင်းတို့အမေစုကိုကယ်လို့မရဘူးနော်မင်းတို့သဘောပေါက်တော့နော်နိုင်ငံပိုင်အစိုးရနိုင်ငံပိုင်တက်မတော်မင်းတို့တိုက်ခိုက်တယ်ဆိုတာရည်တာပေါ့ဟိုကဘယ်လိုလုပ်ရမှာလဲအဲ့တော့မင်းတို့ပြောတော့စစ်သားတွေအသက်ကြီးနေပြီဆိုတက်ပြက်နေပြီဆိုစစ်သားတွေမရှိတော့ဘူးဆိုဟမ်မရှိတော့ဘူးဆိုမင်းတို့ပဲပြောတာပဲတက်မတော်ကြီးကြာဆုံးတော့မှလိန်စီမရှိတော့ဘူးဆိုအစိုးရမင်းတို့တစ်ချက်ပဲသူကကြီးလိုက်တာသလားမင်းတို့တော်လန်တွန်းလန်တိုက်ရှင်တိုင်မတိုက်ရှင်နေမင်းတို့ရှိတဲ့နေရာအားလုံးပျက်စီးသွားတယ်ဆိုတာကိုပြည်သူလူထုကသိသွားပြီမင်းတို့ရှက်တက်ရင်မင်းတို့အဲ့မှာတင်ထားတဲ့လက်ပံလာရွာမီးလောင်ခံရအဲ့မှာလက်ပံလာရွာပြက်သွားလို့အောက်မှာသွားကြည့်လိုက်ပြည်သူတွေကမင်းတို့ချီးတဲ့ဂျုံသွားပြီအဲ့ဒီချီးတဲ့ဂျုံနဲ့ပြည်သူတွေချီးတဲ့ဂျုံနဲ့အဲထဲမှာမင်းတို့မပါသေးနဲ့တော့မင်းတို့ဘာမှလုံးမရတော့ဘူးမင်းတို့တေအောင်တိုက်မရဘူးမင်းတို့ပြက်စီးမှာပဲအခုမိုးကုတ်တတိထားမိုးကုတ်တော့ပြောတယ်တတိထားနော်မိုးကုတ်ကပတ်လဲဝိုင်းပြီးသားနော်တတိထားတာတတိကြီးထားတာနော်အေးပြီးလို့ရှိရင်အဲ့မှာကြောင်မဲတို့ဒီဘောတို့အသာလေးကောက်စားလိုက်မှာအဲ့ကြောင်မဲတို့ဒီဘောတို့ကဒီ TNN တွေပဲနော် TNN တွေကျန်းဖက်လက်နဲ့ကန်တောင်းချမ်းသူတပုံပဲနော်ဗမာ PDF တွေကိုနေပြကန်ဘွားအဖြစ်နဲ့ခြာကျွေးမယ်တိုက်ခိုင်းမယ်မရတော့ဘူးသိတယ်တက်မတော်ရင်ကတက်မတော်မရှင်းနိုင်တော့ဆိုပြေးပြီအခုမိုးကုတ်ကိုပြေးတာမိုးကုတ်ကိုပြေးနေတာမိုးကုတ်ကိုပြေးတဲ့အဖွဲ့ကိုတွဲတာနောင်ချိုးမှာနော်ပြောတာမယုံကြည်နေအခုမိုးကုတ်ကိုပြေးမိုးကုတ်ကိုပြဿနာသွားချပြန်ပြီအဲ့မှာမိုးကုတ်ကရာသမားကြောက်တွေပါတယ်အကုန်လုံးအိမ်ထဲကဖောက်ထွင်းခိုးယူတဲ့ပစ္စည်းတွေအကုန်ယူပြီးတော့တစ်တော်မှာနော်မိုးကုတ်ကဟိုသခေါ်မှတပြီအားပေးလိုက်အောင်အဲ့မှာနော်အဲ့မှာတွေ့တဲ့အဲ့မှာယူကရိန်းကိုဗာလေတနင်္သာရီတိုင်းထဲမှာဟုတ်လားယူကရိန်းအလံကိုကိုင်းနေအဲ့ဒါမြန်မာလူမျိုးကတကယ်နော်မြောက်ဝေးအကုန်လုံးတာနော်ဟိုမှာကြည့်သမရဒူတာဒေးကိုပဲကြည့်လိုက်နော်သူ့နိုင်ငံသူ့လူမျိုးတခြားနိုင်ငံတခြားလူမျိုးကဖမ်းဆီးထိန်းသိမ်းတာကိုဖိလစ်ပိုင်လိုနိုင်ငံမခံဘူးလေဒီလိုပဲလေကျွန်တော်တို့နိုင်ငံမှာလဲဦးမင်းအောင်လှိုင်ကိုဖမ်းရင်လည်းမခံနိုင်ဘူးဦးတန်းချွေကိုဖမ်းရင်လည်းမခံနိုင်ဘူးနော်ဦးသိန်းစိန်ကိုဖမ်းရင်လည်းမခံနိုင်ဘူးဒေါ်စုကြည်ကိုဖမ်းရင်တော့ဖမ်းပေါ့ဒါတော့မတက်နိုင်ဘူးလေဒေါ်စုကြည်ကကျွန်တော်တို့နိုင်ငံလို့လားပြောတော့ तू ကနှစ်သမီးတည်းအိန္ဒိယမှာကြီးပြီးတော့မှအမေရိကမှာဟိုပါအင်္ဂလန်မှာဟိုမိုက်ကယ်အဲရစ်နဲ့ယူပြီးတော့မှအသက်40နှစ်မှာသူ့အမေနေမကောင်းလို့ပြန်လာပြီးတော့မှ88အရေးခင်းမှာခြုံလဲရောထားလိုက်တာဘိုးချုပ်သမီးဆိုပြီးတော့မြောက်ပေးခံလိုက်ရတာဒီဘွားကြီးဖမ်းပေါ့ဖမ်းမဟုတ်ဖမ်းဒီဘွားကြီးမြန်မာပြည်မှာမထားနဲ့နားအေးတယ်ဒီဘွားကြီးကမြန်မာပြည်အတွက်ဗမာကြီးဥကောင်းပဲပင်လယ်ထဲချရေခမ်းကုန်းမော်ချမီးလောင်ခုအကုန်လောင်နေပြီဒီဘွားကြီးကိုအားပေးတဲ့နေရာတွေအကုန်မီးလောင်နေပြီခုနော်ဒီဘွားကြီးကိုအားပေးတဲ့ထောက်ခံတဲ့အညာကျေးလက်ဒေသတွေအကုန်လုံး
မီးတွေလောင်နေပြီမီးလောင်ပြင်းကြီးလို့ဖြစ်နေပြီတုတ်တန်တစားပြင်းလို့ဖြစ်သွားပြီဒီဘွားကြီးကိုအားပေးတဲ့လူတွေဒီဘွားကြီးကဗမာကြီးဦးကောင်းသိလားသူ့ဖမ်းမလို့စီနော်ကျုပ်တို့မြန်မာနိုင်ငံသားစစ်ပြောတယ်နော်မြန်မာနိုင်ငံသားစစ်သွေးမနှောထားတဲ့လူတယောက်ကိုဖမ်းအဲ့ဒါကျုပ်တို့နဲ့ဆိုင်နေကျုပ်တို့နိုင်ငံသားတို့ခုနိုင်ငံသားမှနေတဲ့လူဟုတ်လားအင်္ဂလိပ်နဲ့လည်းကြောပါဗျာပြောအင်္ဂလိပ်နဲ့လည်းမလုပ်ဘူးကပလီနဲ့လည်းမလုပ်ဘူးကပလီလည်းမယူအင်္ဂလိပ်လည်းဘယ်သူမှမယူဘူးဆိုရင်တော့ဒါကျတို့နိုင်ငံသားကိုမတရားလုပ်ရင်တော့မရဘူးလေဒါကျတို့ဆန္ဒပြရမှာပဲပြောရမှာပဲအေးအင်္ဂလိပ်လိုခန္ဓာတို့နော်ကိုရီးယားလိုခန္ဓာတို့ဂျပန်လိုခန္ဓာတို့ကျွန်တော်တို့နဲ့မဆိုင်ဘူးအဲသူတို့ကောင်းစားလဲကျွန်တော်တို့နိုင်ငံနဲ့လည်းမဆိုင်ဘူးသူတို့ဘာသူနိုင်ငံသားမှာလင်ယူတယ်တားမွေးတယ်ကလေးမွေးတယ်နော်တိုင်းပြည်တော့လည်းဘာမှအကျိုးမရှိဘူးနော်အဲ့လိုလူတွေဖမ်းနော်သူကဖိလစ်ပိုင်နိုင်ငံဒူတာတေးသမရဘယ်လောက်ထိသူများနိုင်ငံဟမ်သူ့နိုင်ငံလူမျိုးဘယ်လောက်ထိချစ်လဲခမရတို့မျိုးချစ်စိတ်ကိုခမရတို့မသေးမချင်းရှင်တိုင်ရမှာတိုင်းပြည်ချစ်တဲ့စိတ်နိုင်ငံချစ်တဲ့စိတ်လူမျိုးချစ်တဲ့စိတ်ကိုယ်နိုင်ငံရဲ့ဘာသာစာပေဓလေ့ထုံးတမ်းစင်တာယဉ်ကျေးမှုကိုယ်နိုင်ငံရဲ့အလံကိုယ်နိုင်ငံတော်တချင်းအသွေးအသားထဲမှာရှိနေရမှာကိုယ်လူမျိုးထိလို့မရတိုင်းသားတော်ကခင်ဗျာသူ့လူမျိုးသွားထိမရဘူးခင်ဗျားတို့ဗမာတွေပဲစောက်ပိန်ကြတာကိုယ်လူမျိုးထိလည်းမနာတယ်ဘူးအခုဘာဖြစ်လဲကုန်ပြီကြွားတွေပြက်ပြီနော်ဒေါ်စုကြီးအားပေးတဲ့အမှနေပိတ်ရွာတွေအကုန်လုံးအမှသုတ်တန်တစားလို့ဖြစ်သွားပြီနော်ရှာတာဖွေထားတာတွေကုန်ပြီနော်ပြမကြီးဦးကောင်းအားပေးကြတာဟမ်ဟိုကတော့မကြောကိုလေးဟိုအလောအယောင်တို့လိုကဘဲသွားပြီးတော့မှဘာတတ်နိုင်ဘာမှမတတ်နိုင်တော့ကောင်းမွန်နေနိုင်ငံရေးဆိုတာထင်သားတော့မလွယ်ဘူးအရန်ညစ်ပတ်တာစစ်ပွဲကပူဆိုးတယ်ဒါစစ်ပွဲဆိုတာဒါ၄နှစ်ပဲရှိသေးတယ်နော်အမောက်ကြိတ်ပလိုက်မှာဟိုလူကလစ်ကလေးပါလေးအဲ့ဒီနော်နိုင်ငံတော်ဝန်ကြီးချုပ်ကဖြစ်လေဘာဖြစ်တယ်ခင်ဗျားတို့အခုပါလေးကြိတ်ခံနေရတာလေအဲ့ဒီDNAတွေမသေးဘူးလားအေးတွေမသေးဘူးလား PDF တွေမသေးဘူးလားကိုးကန်တွေမသေးဘူးလားသွားမေးကြည့်လိုက်စင်းသွားကောက်ကြည့်လိုက်ဟိုအဝေစီမှာတော့မှဒေဟိုကမလောက်တော့ဘူးနော်ဗမာပြည်ကငရဲကြလာတဲ့ဟာတွေဟာတိုင်းပြည်ပြည်ပြက်တွေဘာသာပြက်တွေသာသနာပြက်တွေအခုကျတော့ဘာလို့ဖြစ်လဲမျိုးရံအောင်တင်ရကျွန်တော်တို့ကဘာသာရေးရပါခွေးပါဇက်ကနဲ့စကားထွက်တယ်ဆရာတော်ဘုရားကြီးဒီတကူဆရာတော်ဘုရားကြီးကိုကျတော့ပြောချင်နိုင်ပြောခဲ့ပြီးတော့အခုကျတော့ကျွန်တော်တို့ကဘာသာရေးတွေဘာတွေဖြစ်တယ်မင်းတို့หนีပိန်းအားပေးတဲ့ကောင်တွေကလေတကယ်ဖာတယ်မနဲ့ဝရမ်းပြီးလုံးဝတာပါဇက်ချင်းသားကြီးကိုပါဇက်ထဲမှာတွေ့တာအကုန်လျှောက်ပြောတာစောက်ရက်ကိုမရှိတာနော်အခုကျတော့ဘာမင်းတို့သွားနာတော့ငါဒီနေ့စေတောင်းမလို့ငါမတွေ့လို့နော်မင်းတို့သွားနာတော့ဦးမေအောင်လိုက်အိမ်နေဦးတဲ့ဟိုမှာတဲ့အန်ယူဂျီရတဲ့အကွက်ရိုက်ပြီးရောင်းတာတွေတဲ့အမေလက်ခံမယ်ထင်လို့လားတဲ့ကဲခုတော့ဘလို့ဖြစ်ပြီလဲကဲခုတော့ဘာပြောမလဲတော်ရေးပြောင်းတိတ်လိုက်ပါဦးကျွန်တော်တော်ရေးပြီးကျွန်တော်ဒါတွေအကုန်လုံးရှင်းပေးပါမယ်ကြည့်ပြီးသူကျင်တော့ကျွန်တော်ရှင်းပေးပါမယ်နိုင်မနိုင်တာမနိုင်လို့နေလို့ပြုံးလေးပြောတာပေါ့ရက်ခက်ပြီးနေလို့ပြောတာရက်တောက်လေးနဲ့ရက်ခက်ပြီးတော့မှဟာတော်လိုင်းနဲ့အောင်တိတ်နေတာနဲ့ကျွန်တော်တို့ပြီးသူကျင်တဲ့အရှိန်တွေတခုရှင်းပြမယ်ကျွန်တော်တို့တော်လိုင်းနဲ့အောင်တိတ်တော်လိုင်းနေတာနဲ့ပြီးသူတွေကျင်လက်စီရမယ်ကြာနဲ့ပဲပြားရည်နဲ့ဝန်းချငါတို့လူတွေအားလိုက်ပြီးတိတ်ပေါ်ရင်းနဲ့ပဲ9နှစ်တောင်ပြီးတာတော့9နှစ်ပြည့်တော့မယ်တော်လိုင်းမနိုင်တော့ဘူးတဲ့ငါပြောတာနားထောင်မင်းတို့ PDF တွေငါချစ်လို့ပြောတာဟုတ်လားနော်မင်းတို့ PDF တွေငါတကယ်ချစ်လို့ပြောနေနော်မင်းတို့ဘွားတွေခွေးဖြစ်ပြီဟုတ်လားမင်းတို့ဘွားတွေခွေးဖြစ်ပြီနော်မင်းတို့အမှမျိုးရအောင်သိမင်းတို့ဘာတွေပြောနေပြီလဲမင်းတို့အမှသွားကြည့်နော်တစ်တော့မင်းတို့အကြောင်းမဲ့မသုံးနဲ့အကျိုးရှိသုံးမင်းတို့တော်လိုင်းကြာဆုံးသွားပြီနော်ကြာဆုံးတဲ့တဲမှာမင်းတို့နော်တော်လိုင်းဆိုတော့သူများရောင်တိုင်းလိုက်အောင်အမောင်တောင်မဲမြောင်မဲမသိတဲ့မင်းတို့နယ်လပိန်းတို့ချီပရိန်းနေနော်မင်းတို့ချီးပရိနေဘွားတွေနောက်တဲ့10စုနှစ်လဲလူမွေးသူမွေးမပြောင်းတော့ဘူးမင်းတို့ငါ့ကိုစိတ်မဆိုးနဲ့ငါအတိုင်းပြီးချစ်နိုင်ငံချစ်ကိုလူမျိုးကိုချစ်တဲ့ကောင်နော်ငါပြောရချီငါပြောရမှာပဲမတတ်နိုင်ဘူးနော်မင်းတို့အဲ့လောက်ပြောလဲမင်းတို့မနာဘူးအခုကြည့်လေမင်းတို့အိုင်းရတို့မင်းတို့ပြောပြီလေမင်းတို့ဘယ်လိုလုပ်မလဲ
မင်းတို့တော်လိုင်းဘယ်မှာသွားအောင်မှာဟမ်ဘယ်နာမှအောင်မှာဟမ်သွားပြီလစ်ပြီခွေးပြစ်ပြီဒီမှာအကုန်လုံးနော်မင်းတို့ဘယ်တော့မှလည်းမင်းတို့ပြောလို့ရမှာမဟုတ်ဘူးမင်းတို့ကဟိုဘာဖြစ်လို့လဲဆိုတော့ငါဟိုနေ့ကပြောသလိုဝန်ခံလိုက်နော်ဒေါ်စုကြည်ကိုအားပေးဝန်ရံခဲ့တာကျမတို့မားပါပြီလို့ဝန်ခံလိုက်နော်မင်းတို့အခုဒေါ်စုကြည်လည်းမင်းတို့ဘာမှမတတ်နိုင်တော့ဘူးဘာမှမလုပ်ပေးနိုင်တော့ဘူးနော်အဲ့တော့အခုချိန်ဒီလေဒီကိုတိုင်းပြည်ကိုနိုင်ငံအခုစီရေးရကြည့်ကြည့်လိုက်စီရေးရတိုက်နိုင်လို့လားတိုက်နိုင်တော့ဘူးမတိုက်နိုင်တော့တောင်းခမ်းပါနေကမှတင်းချမ်းရသေးပြီဟိုမှာဗမုံမှာလစ်သွားပြီနော်လစ်သွားအခုမကြတော့ဘူးမိုးပြပြီးစစ်ပွဲရနော်မင်းတို့ခွက်ခောက်လို့လည်းမရတော့ဘူးမင်းတို့အဲ့မှာကြည့်လိုက်လေမင်းတို့ BOA တို့ RFA တို့တော့အမေရိကပိတ်ပလိုက်ပြီမင်းတို့ဒါဆိုနိုင်ငံရေးအခင်းချင်းကိုနားလေသိပြီတိုင်းပြည်ကိုစက်ပြီးတော့ဒီတက်နာတော့အောင်မဖြစ်စည်းနေတော့နော်မင်းတို့ပြည်သူလူထုကိုချစ်တယ်ဆိုရင်မင်းတို့တော်လိုင်းရေးသမားတွေမင်းတို့ငြိမ်လိုက်တော့နော်မင်းတို့မငြိမ်ရင်အခုကားတွေကသွားမယ်ကုန်စည်စည်းစိမ်မှုတွေမှာဂိတ်တွေပတ်စံတောင်းမယ်စစ်သားတွေစစ်သားတောင်းမယ် PDF တွေ PDF တောင်းမယ်ရဲတွေရဲတောင်းမယ်ကုန်စည်နှုန်းတွေကြီးမယ်မင်းတို့ချစ်ပါတယ်ဆိုတဲ့အောက်ကအခြေခံပြည်သူလူထုကအဲ့ဒီရဲ့စိုးချိုးတွေတန်တွေကိုအကုန်ခံစားရတယ်နော်ခံစားရတယ်အဲ့ဒါကိုနားလေသိပြီလို့ပြောချင်တယ်နော်မလုံနဲ့တော့စစ်ပွဲကပြီးသွားပြီကျွန်တော်ပြောပြီးပြီစစ်ပွဲကခင်ဗျားတို့များမကြမီအချိန်တွင်းမှာကြည်နေလိုက်ရှမ်းပြည်နယ်မြောက်ပိုင်းဆိုတာလဲနောင်ချိုသိမ့်ပြီးခဏပဲဘာလို့ကျွန်တော်အဲ့လိုခဏပြောလဲဆိုခင်ဗျားတို့သိအောင်နားလဲအောင်ရှင်းပြမယ်အဲ့ဒီရှမ်းပြည်နယ်နောင်ချိုရဲ့ကြောင်မဲရဲ့တီဘောရဲ့ကိုနော်တီဘောရဲ့ကို TNN လေးကိုအုတ်ချုပ်တိုက်ပေါ့နော်တိုက်လို့နိုင်အုတ်ချုပ်အဲ့ဒီတီဘောရဲ့ဟိုဘက်မှာကျွန်တော်တို့နောင်မွန်တို့ဘာလို့ရှိတယ်ခေးနေတိုးဂိတ်ဆိုတာရှိတယ်နော်အဲ့ဒီအထီကိုလာချိုးကဥမာဘူးဝါကပေါ့နော်ဝါကအရင်တော့ဝါပြောရေးဆိုခွင့်ရှိသူကအဲ့လာချိုးမှာနေတာညီရန်ဆိုတာရှိတယ်နော်အဲ့တော့ဝါလာချိုးမှာသူကရုံးထိုင်မယ်ပေါ့အကြီးဆုံးရုံးအဲ့တော့ကျတော့တိန်နီကိုခံရဲ့တိန်နီရဲ့နော်ကိုခံရဲ့တိန်နီရဲ့လာချိုးဒီ AD တရားအထီလောက်ကို MND အုပ်ချုပ်သူတို့ဘာသူခွဲနေတာသူတို့ဘာသူခွဲနေတာနော်အဲ့ဒါမူဆယ်တို့ဘာလို့အခုချိန်ဒီတက်မတော်အေးဆေးပဲမူဆယ်မှာလည်းတက်မတော်ရှိတယ်နော်အရင်တက်မကိုနော်အဲ့တော့ကျတော့ MND ကိုခန့်ကကိုခိုင်ရဲ့တိန်နီရဲ့လာချိုး AD တရားအထီကိုသူတို့အုပ်ချုပ်မယ်ပေါ့သူတို့ဘာသူခွဲတာစောက်ယူတွေနော်စောက်ယူထားတာနေမြေစောက်ယူထားတဲ့သူကစောက်ယူထားတယ်နော်အုံအောင်မရှိတဲ့ကြက်မပြည့်တဲ့စောက်တောင်းသားတွေကလာချိုးမှာဝါထိုင်ပြီးတော့မှအဲ့ဒီတီဘောရဲ့ကြောင်မဲရဲ့နောင်ချိုရဲ့ TNN နေထိုင် PDF တွေဘယ်လောက်တနာဖို့ကောင်းလဲ PDF တွေကိုဘာပြောလဲမဖြစ်နိုင်တာကိုပြောတာနော်မရယာနဲ့တဲ့မန္တလေးကိုတိုက်တယ်မင်းတို့ PDF နေရအဲ့ဒါမင်းတို့အညာသားတွေနေရတယ်ဟာမန္တလေးဘယ်လိုတိုက်လို့ရမှာလဲမန္တလေးမျိုးကိုကျွန်တော်အကြီးကိုတေကုန်မှာပေါ့ဖြစ်နိုင်လား PDF ကိုအဲ့လိုတိုက်ခိုင်းတာမင်းတို့ရဲ့နေရာတဲ့မန္တလေးကျောက်စဲ PDF တွေမန္တလေး PDF တွေအကုန်လုံးမင်းတို့မရယာကိုသိမရယာနဲ့မန္တလေးကမင်းတို့ PDF တွေနေရမယ့်နေရာတဲ့မင်းတို့အပိုင်ပေးတယ်တဲ့ဟာအပိုင်ပေးအောင်ဒီနေရာသူတို့နေရာမှာမဟုတ်တာအခုကျတော့စစ်ရဲ့သဘောတရားကိုပြောတာနောင်ချိုတက်မတော်ရတာနဲ့ကြောင်မဲတီဘောအော်တိုလစ်ပြီဘာလို့လဲအဲ့မှာ TNN တွေပဲ TNN တွေအကြမ်းဖက်လက်နက်ကိုင်တောင်းကျမ်းသူတပုံကဒီ PDF ကိုလက်နက်ပေးပြီးတိုက်ခိုင်းတာလေ TNN တွေအကြမ်းဖက်လက်နက်ကိုင်တောင်းကျမ်းသူတပုံမမ်တုံတို့နမ်ဆန်တို့စုံမှာတော့အဲ့ဒီနေရာဘယ်သူနေလို့ရမှာလဲတက်မတော်ကအသာလေးကောက်စားမှာပေါ့ကဲဟုတ်ပြီအဲ့ဒါဆိုရင်တက်မတော်ကလာချိုးတိရောက်သွားပြီဟုတ်လားလာချိုးတိရောက်ပြီဆိုရင်ဒါတက်မတော်ရှမ်းပြည်နယ်မြောက်ပိုင်းကိုလာချိုးအထိကိုဟိုဘက်တန်ရန်တို့ဘာလို့မိုင်းရယ်တို့ကအခုချိန်ထိတက်မတော်ကပဲအဲ့ဒီမှာရှိနေတာဒါစစ်ရဲ့သဘောတရားကိုမြန်မာပြည်တိတ်မကြတော့ဘူးဆိုတဲ့အခြေအနေကိုခင်ဗျားတို့သုံးသက်ပြတာပြီးသူတို့ပဲသွားမယ်မိုးကုတ်ကနေအဲ့မှာမန်တုံတို့နမ်ဆန်တို့ဒီပလောင်တွေသွားမယ်အဲ့မိုးကုတ်မှာစစ်ပွဲကြီးဖြစ်အောင်မယ်တေဦးမယ်တက်မတော်လိုက်လို့အောင်မှာအဲ့မှာအသေးချအောင်မှာအဲ့တော့ကြတော့လာချိုရမကမှာအခုလက်ရှိ MND ကိုကနေသွားမေးကြည့်လိုက်16ရက်နေ့မနေ့က9နာရီမနေ့9နာရီ19ရက်နေ့မနေ့9နာရီ18ရက်နေ့မနေ့9နာရီမှာဆန္ဒပြခိုင်းတယ်မြို့ခံနေတဲ့ပြည်သူလူထုကို
နော်ဦးမင်းအောင်လည်းအုပ်ချုပ်တော်လက်မခံပါဘူးပါဘူးဆိုပြီးတော့ဟိုမှာတရင်တယောက်နှစ်ယောက်အဲ့လိုထွက်ပြီးတော့လှုပ်ခိုင်းနေတယ်အခုလာတိုက်ရင်လည်းတနက်ပေးမယ်ပြန်တိုက်ဆိုပြီးအဲ့လိုကိုလှုပ်လာပြီအဲ့တော့ဆေးရဲ့ဘောင်ကကျွန်တော်ပြောပြမယ်နော်နောင်မုံလောက်ကအตาလေးအဲ့ခင်းနေလောက်ကတက်မတော်အตาလေးပြန်ကောက်စားမှာနော်လာချိုးကတော့နိုင်ငံရေးအနေနဲ့စပွဲဝိုင်းမှာဆွေးနွေးမလားမဆွေးနွေးမလားအပေးယူပါလို့မလဲဒါတော့ကျွန်တော်လည်းမခံမနိုင်သေးဘူးလက်ရှိနော်အဲ့ဒီကောင်ခံမှန်းပြီးပြီဆိုရင်တော့ကျွန်တော်တို့ဟိုဘက်မှာတိန်ဒီကုတ်ခိုင်တိန်ဒီကုတ်ခိုင်ပြန်ရရင်ဟိုဘက်မှာမူဆယ်ကအော်တိုတက်ကရှိပြီးသားအဲ့တော့မြန်မာပြည်ငိမ့်ညမ်းအောင်လှုပ်ချင်လွယ်လွယ်လေးလှုပ်လို့ရတယ်ဒီစစ်ပွဲတွေအများဆုံးပြီးအောင်လှုပ်ချင်မြန်းတယ်ဒါပေမဲ့စစ်ပွဲအကြီးမားဆုံးဖြစ်မှာမိုးကုတ်ဖြစ်လိမ့်မယ်နော်မိုးကုတ်ကဘာဖြစ်လဲတန်ရသာတာထွက်တယ်လက်ရှိလေဒီကောင်နဲ့မိုးကုတ်မှာမိုးကုတ်ကပြည်သူလူထုတွေနဲ့မိုးကုတ်ကြောက်ဝိုင်းနေမှာလုံနေကြတယ်ကျွန်တော်တို့အကုန်သတင်းတွေရပြီးသားအေးမတင်နဲ့နော်တက်မတော်ကလည်းအဲ့မိုးကုတ်ကိုဝိုင်းပြီးသားပဲထွက်ပေါက်ရှိအောင်တော့ရှာတာနော်အဲ့တော့ကြတော့ PDF တွေမင်းတို့တော်သိမ့်ပြီတော်တန်တော်ယုံမဲကောင်းတယ်လို့မင်းတို့မရရလဲမင်းတို့လုံးလို့မရဘူးနော်မင်းတို့မရရကိုတိုက်နေတာရလို့လားမင်းတို့ပြီးဘယ်သွားဖြတ်စည်းမလဲမင်းတို့ဗမာပြည်အညာသားတွေနေတဲ့အလဲပိုင်းမြင်းကြံတို့ဘာလို့မင်းတို့အကုန်ပြက်စည်းကုန်မယ်နော်အကုန်ပြက်စည်းကုန်မယ်မင်းတို့နေတဲ့နေရာတွေပဲပြက်စည်းမှာဟိုကဘာမှမဖြစ်ဘူးနော်ဟိုကောင်တွေကသူတို့နေတဲ့မန်တုံတို့နမ်ဆန်တို့မှာစစ်ပွဲမပေါ်ဘူးစောက်ဘောတွေစောက်ပိန်းတွေရဲ့အကြောင်းတွေရဲ့မင်းတို့ငါစကားနားထောင်စမ်းမှာငါမင်းတို့ချစ်လို့ပြောတာပါမင်းတို့မန္တလေးသားဆိုလဲမန္တလေးမှာအေးဆေးနေတော့ကြောက်စဲ PDF ဆိုလဲကြောက်စင်မှာပဲကိုကနေကိုမတိမတာနဲ့အသားလေးလျှော့ကြကွာပြီးနောက်တော့တက်မတော်နဲ့မင်းတို့ပူပေါင်းကွာပူပေါင်းလိုက်တော့မင်းတို့ဘာမှမဖြစ်လာနိုင်တော့ဘူးမင်းတို့တပိတ်ကျွန်းစေဖို့ကြောင့်မင်းတို့ထွက်တဲ့ရွှေတွေဟိုကောင်တွေအကုန်ယူသွားပြီမိုးကုတ်မှာလည်းအဲ့လိုပဲမင်းတို့အကုန်လုံးကောင်တွေကြောက်တွေအကုန်မသွားပြီနော်စေတနာနဲ့ပြောတာဟိုစေတနာမှန်းလည်းမသိဘူးအဲ့တော့စေရတဲ့ဘောတရားတော့တက်မတော်ကလုံးဝတက်မတော်ရဲ့ခံစစ်ကဘုမလင်းလေးပြောမယ်နော်ခံစစ်ပဲရှိရနော်အောင်မြင်သွားပြီလို့ပြောလို့ရတယ်တက်မတော်ရဲ့ခံစစ်ကိုဒီတက်တိုင်းရင်းသားလက်နက်ကင်တောင်းကျမ်းသူတပုံအကုန်ဘဒူးမှမထိုးပေါက်နိုင်တော့ဘူးဘဒူးမှမထိုးပေါက်နိုင်တော့ဘူးဒါပေမဲ့တက်မတော်ဘက်ကပိတ်ဆက်လိုက်ရတယ်အများကြီးရှိတယ်ဘာကြောင့်လဲကျွန်တော်ပြောပြီးသားလေနိုင်ငံရေးစစ်ပွဲလူမျိုးရေးစစ်ပွဲနယ်မြေလူတဲ့စစ်ပွဲနော်စောက်ယူထားတာသူတို့ကိုယ်ပိုင်အုပ်ချုပ်ခွင့်နေသူတို့ကိုယ်ပိုင်နေရာတွေဘာတွေစောက်ယူထားတဲ့စစ်ပွဲဘာမှစောက်တိုက်ပဲမရှိတဲ့စစ်ပွဲနော်တက်မတော်အဲ့ဒါကိုနိုင်ငံရေးကစားကွက်ကိုခင်းချင်းသွားတာတော်လှပကိုကစားသွားပြီးတော့ပေးဆက်ရတယ်တက်မတော်မှာပေးဆက်ရတာမဟုတ်ပါဘူးပေးဆက်သွားတဲ့တက်မတော်သားတွေကိုလည်းသူရဲကောင်းတွေကိုလည်းတက်မတော်သားတွေရဲတပ်ဖွဲ့ဝင်တွေကျောင်းဆရာမတွေရဟန်းတန်ဃာတွေဒလန်ဆိုပြီးတက်ခံရတဲ့အုပ်ကြီးတွေဒီနိုင်ငံရေးဖြစ်စဉ်မှာအားလုံးကိုလည်းလက်တင်အလေးပြုပါတယ်နော်ဒါပဲဖြစ်ပါအဲ့တော့ပေးဆက်ကြရတာပဲဒါပေမဲ့တက်မတော်ကပေးဆက်လိုက်ရတယ်ဆိုပေမဲ့တက်မတော်ရဲ့ခံစစ်ကြောင်းကိုရန်သူတွေစစ်အချိန်ဒီနေရာနဲ့တင်ရက်တန့်သွားခဲ့ပြီဘလို့မှမဖြစ်နိုင်တော့ဘူးနော်အဲ့တော့တိုင်းပြည်အေဂျင့်မှုကိုပဲ PDF ညီလေးတွေညီမလေးတွေဥတီပြီးတော့သွားပါနော်တိုက်ပွဲတွေဆက်လက်မဖော်ဆောင်ပါနဲ့ဖော်ဆောင်လို့ရှိရင်ပြည်သူတွေဒုက္ခရောက်ပါလိမ့်မယ်မင်းတို့ဒီအညာသားတွေပါနော်မင်းတို့တွေစိတ်ရဲ့သဘောတရားကိုလည်းမင်းတို့အဲ့လောက်မကျွမ်းကျင်ပါဘူးမင်းတို့သူများခိုင်းလို့မင်းတို့မှာခံစားချက်တစ်ခုနဲ့အလုပ်လုပ်တာဘယ်တော့မှမအောင်မြင်ဘူးလူဆိုတာခံစားချက်နဲ့အလုပ်မလုပ်အောင်ခံယူချက်နဲ့အလုပ်လုပ်မှအောင်မြင်တာမင်းတို့ကခံစားချက်နဲ့အလုပ်လုပ်တယ်မင်းတို့မှာကိုယ်ပိုင်တနက်မရှိဘူးကိုယ်ပိုင်ပိုင်ဆိုင်မှုဘာမှမရှိဘူးနော်မင်းတို့ဒီအကြမ်းဖက်လက်နက်ကိုင်တောင်းကျမ်းသူတပုံကထုတ်ပြီးတဲ့လက်နက်တွေနဲ့တိုက်ပြီးတော့ဟိုကောင်တွေကမင်းတို့ပြန်သိမ်းသွားမှာတဲ့မလားမင်းတို့ပြန်တိုက်မှာကြလို့ပြန်သိမ်းသွားမှာမင်းတို့အခုကိုပြန်တိုက်တဲ့နာအဲ့ကောင်တွေကိုနော်တခါလေးတွန်းလန့်တင်တာနော်မင်းတို့အဲ့ဒီလိုနီးမျိုးနဲ့မင်းတို့လက်တွေ့အသက်တွေပြရမှာအခုမင်းတို့ဒီလက်ပံလာတပိတ်ချင်းစင်ကူမိုးကုန်းမှာမင်းတို့ PDF တွေအပြန်ချရမှာအဲ့ကောင်တွေကြောင့်မင်းတို့တွေဘွားတွေကုန်ပြက်ကုန်တာပြန်တွေ့ရမှာတွေ့ပြီးတော့နိုင်ငံတော်အစိုးရအောင်တရားဝင်မင်းတို့ကောင်တွေတက်တည်ပြရမှာကျွန်တော်တို့ PDF တွေမခံနိုင်တော့လို့ပြန်ချရတယ်ကွာဆိုချရမှာမင်းတို့မနိုင်ဘူးအဲ့ကောင်တွေမင်းတို့ကလက်နက်နဲ့ကြည်နေတာရှိကြည့်လိုက်လီးတော့မနိုင်ဘူးအဲ့ကောင်တွေဘာမှစောက်တက်တိရှိတဲ့ကောင်တွေမဟုတ်ဘူးမင်းတို့ကြောင့်မင်းတို့ဗမာ PDF ကြောင့်အဲ့ကောင်တွေဂျိုးကြွရတာသိလားမင်းတို့ဗမာ PDF ကမှတက်တိရှိလို့မင်းတို့နော်မလုတ်တင်မလုတ်လိုက်တဲ့အရာကိုမင်းတို့မစင်းစားမနဲ့လုတ်ပလိုက်လို့တိုင်းပြည်ဒီလိုဖြစ်သွားတာမင်းတို့ပြန်ချကြည့်လိုက်မင်းတို့ပဲနိုင်မှာမယုံရင်မင်းတို့ PDF နဲ့ TNN နေနဲ့မင်းချကြည့်လိုက် TNN နေမချိုးရင်ငါလည်းမင်းလာဖြတ်ပလိုက်သူလက်နဲ့ကိုလက်နဲ့ချကြည့်လိုက်ဘယ်မင်းဒီကောင်နေမင်းရတဲ့တွင်းအောင်တော်ဝါရီနော်
မင်းတို့ကောင်တွေခံစားချက်ကြောင့်မင်းတို့ရှေ့တန်းနေပြီးတိုက်လို့ဒီတိုက်ပွဲတွေဒီလိုဖြစ်သွားတာမင်းတို့မယုံပြန်တိုက်ကြည့်အဲ့ကောင်တွေပြေးမှာမင်းတို့လက်နက်တာရှိကြည့်မင်းတို့ပြန်ချသူပြစ်ကိုပြစ်ကြည့်ပါလားဘယ်ပြစ်ရဲမလဲအဲ့ကောင်တွေမင်းတို့အဲ့လောက်တော့သိပေါ့ကွာတိုင်းပြည်ကလည်းပြက်နေပြီဟုတ်တယ်မလားအဲ့တော့ကျွန်တော်ဒီရုပ်တံကိုကြည့်ရှုနေတဲ့ညီကိုမောင်နှမတွေကျွန်တော်ပြောချင်တာကတော့အဓိကကျွန်တော်10မိနစ်သတင်းလေးတော့ကျွန်တော် TikTok မှာသွားတင်အောင်ဖြစ်တယ်အရေးကြီးတဲ့အချက်လက်လေးတွေရှိလို့ပေါ့နော်နောက်တစ်ခုကကျွန်တော်တို့ပြည်သူစစ်မှုထမ်းတစ်နှစ်စာချုပ်နေပေါ့နော်ချုပ်ခဲ့တဲ့အရင်တော့စစ်မှုထမ်းဟောင်းတွေဟိုခဏီဘက်မှာခဏီမျိုးပြက်ကြီးပါရှိနေတဲ့အဲ့ဒီစစ်မှုထမ်းဟောင်းတွေလည်းနော်နိုင်ငံတော်အကြီးအကဲတွေသိအောင်လို့ကိုယ်ပိုင်နံပါတ်တွေနဲ့ကိုကျွန်တော်ကရွတ်ပြီးတော့ကျွန်တော်ပြောမှာအဲ့ဒါ10မိနစ်မှာအရေးကြီးလို့ကျွန်တော်ပြောရမယ်နော်ပြီးကြောင်မဲဥစ္စာပြောမယ်ပြီးအဲ့လာချိုးကိစ္စလေးအဲ့ဒါလေးပြောမယ်ပြီးရင်ကျွန်တော်မိုးပြဲဘက်ကအဲ့ဒီမှာရခိုင်ဂျမန်လက်နက်ကန်တောင်းကျမ်းသူတွေအသေးတွေမိတယ်အဲ့ကိစ္စလေးကိုတော့ကျွန်တော် TikTok မှာပဲကျွန်တော်ပြောတော့မယ်နော်အချက်လက်တွေကဒီဖုန်းထဲမှာအခုရုပ်တံလွှင့်တဲ့ဖုန်းထဲမှာဖြစ်နေလို့အဲ့တော့ကျတော့နည်းနည်းလေးပေါ့နော်စိတ်ရှိလေးနဲ့နည်းနည်းလေးထိန်းထားပါအစိုးရနဲ့ပူးပေါင်းပါဝင်လက်တွဲပါနော်နိုင်ငံတော်အစိုးရအကြီးအကဲတွေပေါ်မှာလည်းနော်ကိုထင်ကျင်တိုင်းကိုမြင်ကျင်တိုင်းတော့မမြင်ကြပါနဲ့ပေါ့နော်တိုင်းပြည်မကြခင်အေးချမ်းပါတော့မယ် PDF ညီကိုမောင်နှမတွေနော်မင်းတို့ဘာမင်းတို့တေချာနားထောင်ပြီးတော့စဉ်းစားပါငါပြောမယ်တစ်ဖက်တည်းမတွေးပါနဲ့ငါတို့လည်းတစ်ဖက်တည်းမတွေးဘူးငါတက်မလို့ဘက်ကဆိုပြီးတော့တက်မလို့သားလုပ်ပြီးတက်မလို့ဖေးစစ်သားဆိုတက်မလို့ကောင်းကောင်းကြီးပြောတာမဟုတ်ဘူးနော်ရဲကောင်းကောင်းကြီးပြောတာမဟုတ်ရင်းနှင်းကောင်းကောင်းကြီးပြောတာမဟုတ်ဘူးပြည်သူစစ်ကောင်းကောင်းကြီးပြောတာမဟုတ်ဘူးအေးမင်းတို့တွေလည်းဒီလိုပဲစဉ်းစားရင်မျှစဉ်းစားပါဟောတက်မလို့သူဘာလုပ်ခဲ့လဲတက်မလို့သားတွေကငါတို့နဲ့ညီကိုတွေလိုပဲသူတို့မှလည်းလာသာလေးဒီလောက်နဲ့သူတို့တိုင်းပြည်ကိုကာဝယ်နေခဲ့တယ်ငါတို့အချင်းချင်းတွေဖြစ်တင်လားမဖြစ်တင်ဘူးလားနော်ငါတို့တိုင်းပြည်ဒီလိုဖြစ်သွားတာဘာကြောင့်လဲနော်အဲ့လိုမျက်တစဉ်းစားရင်တော့မင်းတို့အဖြေတစ်ခုရလာလိမ့်မယ်အဲ့ဒါအဲ့လိုမျိုးရလာတဲ့အချိန်ကျတိုင်းပြည်အေးချမ်းနေမယ်တိုင်းပြည်ကတော့မင်းတို့ဘာမင်းတို့စက်တိုက်လဲတိုင်းပြည်ကဘာမှဖြစ်ဘူးနော်တက်မလို့သားကြီးလည်းဘာမှဖြစ်ဘူးနော်သူ့လိုပြန်ပြီးတော့ဖြစ်သွားမှာမင်းတို့တိုက်နေတဲ့အချိန်ကုန်တာပဲဖတ်တင်တယ်နော်အဲ့တော့မြန်မာပြည်အမြဲဆုံးချင်းချမ်းပါစေရှေ့တန်းရောက်နေတဲ့တက်မလို့သားတွေဘေးရန်တွေခင်းစင်ပြီးနောက်တန်းကမိသားစုတွေနဲ့အမြဲဆုံးပြန်လေပေါင်းဆက်နိုင်ပါစေလို့ကျွန်တော်အဖြေခံပွားနဲ့အမုန်းခံလူသားဆုတောင်းပေးပါတယ်မြန်မာပြည်အမြဲဆုံးချင်းချမ်းတော့မှာနေရာနဲ့ပြားမှာကျွန်တော်တို့မြန်မာနိုင်ငံအလံမြန်မာနိုင်ငံအလံကြီးကိုလွင့်ထူပြီးတော့မှဗုဒ္ဓဘာသာဇေဒီပထိုးတွေရဲ့တောင်ထိပ်တွေပေါ်မှာမကြာမီအချိန်တွင်းမှာပြန်လည်တွေ့မြင်ရတော့မှာဖြစ်ပါတယ်နော်တည်တဲ့လူတွေတည်သွားပြီးဘယ်တက်နိုင်မလဲဟုတ်တယ်မလားမစင်သားမစင်ချင်းမချင်းချင်းနိုင်တဲ့အုံနောက်အသိဉာဏ်တွေပိုင်ဆိုင်ပြီးတော့မှလှုပ်ချင်တာတွေလှုပ်တော့လဲပြက်ချင်တာတွေပြက်ကြတာပေါ့အဲ့ဒီပြက်တဲ့ထဲမှာဘသူတွေအများဆုံးပါသွားလဲဆိုတာကတော့ကိုယ့်ဘာကိုယ်ပဲစဉ်းစားတွေးတောနိုင်ကြပါစေလို့